ဘာလို့ရောချန်ပီယံလိယူဘေးအောင်မယ်ချန်ပီယံလိဖလားတစ်လုံးအားလုံးပဲမင်္ဂလာပါများဝိုင်းချယ်တန်စပေါ့ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်အော့စမန်ဒမ်မီလီယာလက်ရှိဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှုတွေကတရားဖြစ်ပြီး PSG ကနှစ်ကာလရှည်အိမ်မက်မက်နေကြရတယ်ဥရောပအောင်မြင်မှုကြီးရောက်ပေးခဲ့ပါတယ်ဒါကြောင့်လည်းဒမ်မီလီကပြီးခဲ့တဲ့ဘောလုံးရောစုပွဲကြီးမှာရှင်ဘောလုံးစုကိုထိုင်းတဲ့ရရှိခဲ့တာပါတရားစီမှာလည်းဒမ်မီလီကတရားပြဿနာတချို့ရှိလိုက်တာကလွဲရင်အကောင်းဆုံးပုံစံနဲ့ဆက်လက်ကစားနေတော့ဖြစ်ပါတယ်ဒမ်မီလီကဒီဘက်မှာလည်းအကောင်းဆုံးချိန်စွမ်းပြရင်ဂျာမန်ဘလူးကြီးဘိုင်ယန်ကိုငုတ်တုံးမေးစေခဲ့ပြီးဖိုင်နယ်အထိ PSG ကိုအရောက်ခေါ်ပေးခဲ့ပါတယ်ဘိုင်ယန်ကလည်းဥရောပရဲ့တိုက်စစ်အကောင်းဆုံးအသင်းလို့ကြော်ကြားပါတယ်ဘိုင်တိုက်စစ်မှုတွေဖြစ်ကြတဲ့ Harry Kane, Michael Olise နဲ့ Luis Diaz တို့၃ယောက်ပေါင်းရင်ဂိုးတရာအထိတွင်းထားကြပြီးကြောက်စရာအကောင်းဆုံးတိုက်စစ်ကိုဖော်ဆောင်နေကြပါတယ်။ဒါပေမဲ့ဆီမီဖိုင်နယ်ပထမအကြော့မှာ PSG ကဘိုင်ယန်ကို9ဂိုးနဲ့နိုင်ရရှိထားပြီးဒီတော့ကဒမ်မီလီဟာ2ဂိုးသွင်း1ဂိုးဖန်တီးပေးခဲ့ပါတယ်။ဒုတိယအကြော့မှာတော့ PSG ကဘိုင်ယန်ကိုတာစီနဲ့စတင်ကစားခဲ့တဲ့အပြင်ပွဲဆက်စချင်း3မိနစ်မှာတင်ဒမ်မီလီကအဖွင့်ဂိုးသွင်းယူပေးခဲ့တာကြောင့်ပြင်သစ်သားတွေပျော်ရွှင်ခဲ့ရပါတယ်။ကင်းက94မိနစ်မှာချီပါကိုသွင်းပေးခဲ့တဲ့အခါ PSG က2ကြော်ပေါင်းရင်6ဂိုး9ဂိုးနဲ့နိုင်ရလိုက်တာကြောင့်ဖိုင်နယ်ကို200တီဆက်တိုက်တက်ရောက်နိုင်ခဲ့ပါတယ်။ဒမ်မီလီယာဂျာဒီမှာချန်ပီယံလိသွင်းကို9ဂိုးနဲ့ဖန်တီးမှု2ကြိမ်ပြုလုပ်ထားပြီးပြိုင်ပွဲဆောင်ဆိုရင်သွင်းကို19ဂိုးထိသွင်းယူထားပြီးဖြစ်ပါတယ်။ဖိုင်နယ်ကျရင် PSG အကန်ဆယ်ကောင်းဆုံးအသင်းဖြစ်တဲ့အာဆနယ်နဲ့ရှင်မန်ကစားရပါဦးမယ်။ပြီးခဲ့တဲ့ရာသီကလိုဒမ်မီလီကဖိုင်နယ်မှာအစွမ်းပြရင်အာဆနယ်နောက်တန်းကိုအေးချမ်းမြေဖြစ်သွားအောင်စွမ်းဆောင်ပြနိုင်ရင်ဒီရာသီဘောလုံးတရားစုဆိုတာကလည်းဒမ်မီလီအတွက်ပဲဖြစ်လာအောင်မှတေချာနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။